Hello အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့လက်ဝါးပြင်ပေါ်မှာနိုင်ငံရခြားနဲ့ပတ်သက်တဲ့အမှတ်သားလေးတချို့ကိုအကြောင်းပေါ့နော်အမှတ်သားလေးတချို့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီပုံလေးထဲမှာအနီရောင်နဲ့ပြထားတာလေးကတော့ဒါနိုင်ငံခြားလမ်းကြောင်းပေါ့နော်အမဲရောင်နဲ့ပြထားတာကတော့အသက်လမ်းကြောင်းဖြစ်ပါတယ်ဒီလိုအသက်လမ်းကြောင်းကနေခွဲဆင်းလာတဲ့အနီရောင်လမ်းကြောင်းလေးဟာရှည်လဲရှည်မယ်ဒါအောက်ထိဆင်းမယ်ပေါ့နော်အယောင်လဲကောင်းမယ်အဖြတ်အမှတ်သားတွေမပါခဲ့ဘူးဆိုလို့ရှိရင်မိတ်ဆွေဟာမိမိမွေးရက်ကနေပြီးတော့အလွန်ဝေးလံတဲ့နေရာပေါ့နော်အဲ့လိုနေရာမျိုးမှာတွားရောက်ပြီးတော့အခြေချနေထိုင်ရမှာမယ်အခြေချနေထိုင်ရပါမယ်အချိန်အကြာကြီးနေထိုင်ရပြီးတော့မိမိရဲ့မွေးရက်ဌာနကိုပြန်ရောက်ဖို့ဆိုတာကတော့ဒါတော်တော်ကြီးကိုကြာပါလိမ့်မယ်တခါတလေမှာထိုအမှတ်သားကဒါနိုင်ငံရခြားမှာပဲဒါအသက်အရွယ်ကြီးနေထိပေါ့နော်တသက်ရွယ်ကြီးနေထိနောက်ဆုံးအချိန်ထိနေထိုင်သွားရစေပါတယ်ဒုတိယအမှတ်သားကတော့နော်အသက်လမ်းကြောင်းနဲ့ဆင်းလာတယ်ဒါပေမဲ့အမှတ်သားလေးကတိုးတယ်ပေါ့နော်ဒီလိုအမှတ်သားမျိုးဆိုရင်မိတ်ဆွေဟာနိုင်ငံရခြားကိုသွားရပါမယ်သို့တော်လေဒါနှစ်အကန့်အသတ်နဲ့ပေါ့နော်3နှစ်တော်လောက်ကောင်း4နှစ်တော်လောက်ကောင်း5နှစ်တော်လောက်ကောင်း10နှစ်တော်လောက်ကောင်းဒီလိုနေထိုင်ပြီးရင်မိမိရဲ့မွေးရက်ဇာတိမြေကိုပြန်လေရောက်ရှိပြီးတော့မှနေထိုင်သွားပါမယ်ဒါကနိုင်ငံရခြားနဲ့ပတ်သက်တဲ့အမှတ်သားလေးတချို့တွေကကျွန်တော်ဒါနှစ်ခုပေါ့နော်ဖော်ပြပေးသွားတာဖြစ်ပါတယ်တခြားနိုင်ငံရခြားနဲ့ပတ်သက်တဲ့အမှတ်သားတွေကတော့အများကြီးပါသို့တော်လေဒီအမှတ်သားတွေမှာကျွန်းတို့ကြက်ချီခတ်တို့နော်တန်စကာကွက်တို့နောက်တစ်ခုကဂျိုဂုံတွေမကောင်းတာပေါ့နော်မကောင်းတဲ့အဂျိုဂုံတွေနဲ့တွဲဖက်ပြီးဒါပါလာမယ်ဆိုရင်ဒါဟောချက်တွေကဒါပြောင်းလဲသွားပါတယ်နော်ဟောချက်တွေပြောင်းလဲသွားပါတယ်နောက်တစ်ခုကဒါတချို့ဆိုလို့ရှိရင်ကံလန်းချောင်းတွေမကောင်းဆိုလို့ရှိရင်လူကုန်ကူးခံရတဲ့စီရဲ့အမှတ်သားတွေဖြစ်ပြောင်းလဲသွားပါတယ်ဒါကကျွန်တော်တို့အများကြီးပေါင်းစပ်ပြီးမှတိတိကျကျဟောလို့ရပါတယ်ဒါပေမဲ့ဒီလိုမျိုးအမှတ်သားကောင်းကောင်းလေးနဲ့ပါလာခဲ့မယ်ဆိုရင်တော့မိတ်ဆွေဟာနိုင်ငံရခြားကိုသွားရောက်ရမယ်လို့လုံးဝကျိန်းတည်ပြောရပါတယ်တချို့အမှတ်သားတွေကတော့နိုင်ငံခြားမသွားရရင်တော့မှဒါအလွန်ဝေးလံတဲ့မိမိမွေးရထားနေမှုတဲ့အလွန်ဝေးလံတဲ့နေရာမှာသွားပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်ဒါဒီအမှတ်သားလေးရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဘယ်လိုအမှတ်သားတွေကဘယ်လိုအကျိုးသက်ရောက်ပြီးတော့ဘယ်လိုအမှတ်သားတွေကဘယ်လိုရှိရဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျကျွန်တော်ကတော့ဆရာဖုံးလေးရပိုင်းဖြစ်ပါတယ်